ကဲအားလုံးမင်္ဂလာပါပဲเนาะမနေ့ကတော့မအားလိုက်လို့မတင်ပေးပြလိုက်တာဒီနေ့တော့ပြန်လာပြီမျိုးတွေနောက်ဆုံးပိတ်လေးမှာတော့တကိုးလောက်တော့တွင်းကျင်သေးတယ်ဒီနေ့ထူးခြားတာတစ်ခုကတော့ပတ်သီးနဲ့အထောင်နဲ့ကလည်းတိုက်ဆိုင်မှုတွေရှိတယ်တင်ကွက်ကလေးတွေနဲ့ကောင်းတဲ့ကဏ္ဍလေးကတ်ထားပြီးတယ်မနေ့ကလည်းကဏ္ဍတွေကကောင်းပါတယ်မအားလို့တာမတင်ပေးပြတာပါနှာခေါင်းတွေကလည်းပိတ်နေကျမ်းမာရေးကလည်းသိပ်မကောင်းဘူးအမပြီးခဲ့တဲ့ကရက်ဒီမှာတော့3ရက်မကျော်ရှယ်ခွေတွေလည်းတော်တော်လေးကိုလည်းအောင်ခဲ့တယ်3ရက်မကျော်ဇာဒူအကျူးကြီးတစ်ထီးဖြစ်လေအောင်ခဲ့တယ်ကဏ္ဍတွေကတကယ်ကောင်းပါတယ်လာမယ့်ပတ်ကိုလည်းအဲ့လိုကဏ္ဍမျိုးတွေနဲ့အဖွဲဝင်မဲ့အမျိုးတွေအားလုံးဘိုင်ဘာမှာလင့်လေးချပေးထားပါတယ်လာရောက်ပြီးတော့ join ကြပါဟိုင်းကြပါကဏ္ဍတွေလည်းမှန်တယ်မှန်အောင်လည်းပေးတယ်တန်အောင်လည်းရောင်းတယ်အားလုံးကံကောင်းကြပါစေ